ဦးဇင်းတို့ဖျားရှက်ခိုးတဲ့အခါဩကာတကကြောကျိုးပြီးလို့ရှိရင်ဆုတောင်းလေးတွေရှိတယ်။အဲ့ဒီဆုတောင်းလေးတွေကဘာလဲဆိုတော့အပယ်၄ပါးကတ်၃ပါးရပ်ပြည့်၈ပါးရန်သူမျိုး၅ပါးတဲ့။အဲ့ဒီဆုတောင်းလေးတွေနဲ့ပတ်သက်ပြီးတော့အပယ်၄ပါးကိုလည်းသိရတာလွယ်တယ်။ကတ်၃ပါးကိုလည်းသိရတာလွယ်တယ်။ဒါပေမဲ့ရပ်ပြည့်၈ပါးဆိုတာတော့လူတိုင်းနေမသိကြဘူးတဲ့။မြတ်စွာဘုရားကလည်းအဲ့ဒီလိုပဲဟောတယ်။မြတ်စွာဘုရားကဘယ်လိုဟောသလဲဆိုလို့ရှိရင်အင်္ဂုတ္ထုအထကနိဗ္ဗအခဏတုံမှာမြတ်စွာဘုရားကဒီရပ်ပြည့်၈ပါးနဲ့ပတ်သက်ပြီးတော့ဟောထားတာလေးရှိတယ်။ခဏကိစ္စောလောကောခဏကိစ္စောလောကောတိတဲ့။လောကမှာတဲ့လူတွေဟာလောကမှာခဏကိစ္စောတဲ့အခွင့်ကောင်းဆုံးအခါကောင်းဆုံးဆိုပြီးမှတော့ပြောနေကြတာပဲတဲ့။ဒါပေမဲ့လို့အတုတဝါပုထုဇဉ်တော့ဘာတတိတဲ့။အဲ့ဒီပုထုဇဉ်ပုဂ္ဂိုလ်တွေဟာတဲ့တကယ်အခွင့်ကောင်းအခါကောင်းကိုလည်းတကယ်သိကြတာမဟုတ်ပါဘူးတဲ့အခွင့်ကောင်းအခါကောင်းဆိုတာရပ်ပြည့်၈ပါးဆိုတာအခွင့်ကောင်းအခါကောင်းမဟုတ်ဘူးလို့ပြောတာခဏဆိုတာကတော့အခွင့်ကောင်းအခါကောင်းဗုဒ္ဓဘာသာနဝမခဏတဲ့ဒါကြောင့်မို့ဒီရပ်ပြည့်၈ပါးကဘာတွေလဲဆိုလို့ရှိရင်တဲ့အယင်စပုဂ္ဂလောနိရယံဥပပန္နောဟောတိတဲ့လောကမှာတဲ့တထာဂတောစမြတ်စွာဘုရားရှင်ကလည်းပဲလောက၌ဥပ္ပန္နောပွင့်ထွန်းနေပြီတဲ့မြတ်စွာဘုရားပဋိကသုံးပုံနိကေ900ဓမ္မခန္ဓာပေါင်း8400တွေကိုမြတ်စွာဘုရားဟောကြားနေပြီတဲ့မြတ်စွာဘုရားရဲ့တပိဋကသံဃာတွေကလည်းပဲနိဗ္ဗာန်ရောက်ကြောင်းတွေနတ်ပြည်ရောက်ကြောင်းတွေဗြဟ္မပြည်ရောက်ကြောင်းတွေဟောကြားနေပြီတဲ့အဲ့လိုဟောကြားနေတဲ့အချိန်မှာအယင်စပုဂ္ဂလောနိရယံဥပပန္နောဟောတိတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့နိရယံငရဲပြည်၌ဥပပန္နောဖြစ်နေသည်ဟောတိဖြစ်၏တဲ့အဲ့ဒါလိုမြတ်စွာဘုရားကလည်းပွင့်တယ်ပရိကသုံးပုံကလည်းလောကမှာထင်ရှားနေတယ်မြတ်စွာဘုရားရဲ့တပည့်တန်ဃာတွေကလည်းပဲတရားတွေကိုဟောနေတဲ့အချိန်မှာတဲ့ပုဂ္ဂိုလ်တဦးတယောက်ဟာငရဲပြည်၌ဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အတွက်ဟာတဲ့အယံဘိက္ခဝေပထမောအခဏောအတမယောဗြဟ္မစရိယဝါတာယမြတ်စွာဘုရားဟောကြားထားတဲ့ဒီဝိပဿနာအလုပ်တွေဒါနသီလတမာတိပညာအလုပ်တွေကိုမလုပ်နိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့သူဟာပထမဆုံးတော့ရပ်ပြည့်၈ပါးတွေကပထမဆုံးတော့အယတ်ပဲတဲ့နောက်တစ်ခုကပုဏ္ဏစပရံဘိက္ခဝေတထာဂတောစလောကေဥပပန္နောဟောတိပုဏ္ဏစတဖန်လေးနောက်တစ်ခုကတဲ့တထာဂတောစမြတ်စွာဘုရားရှင်လဲလောကီလောက၌ဥပ္ပန္နောပွင့်ထွန်းတယ်ဟောတိဖြစ်၏တဲ့အယင်စပုဂ္ဂလောတရိသနာယောနေဥပပန္နောဟောတိပုဂ္ဂိုလ်တယောက်ဟာတဲ့အယင်စပုဂ္ဂလောအဲ့ဒီပုဂ္ဂိုလ်တယောက်ဟာတရိသနာယောနေတလိษံဘုံမှာဥပပန္နောကရောက်နေမယ်ဟောတိဖြစ်၏တဲ့လောကမှာမြတ်စွာဘုရားပွင့်ထွန်းတယ်မြတ်စွာဘုရားဟောကြားတဲ့ဓမ္မခန္ဓာပေါင်း8000တွေက8400ကလည်းပဲလောကမှာပွင့်ထွန်းနေတယ်မြတ်စွာဘုရားရဲ့တပိဋကသံဃာတွေကလည်းပဲတရားတော်တွေကိုဟောကြားနေတဲ့နိဗ္ဗာန်ရောက်ကြောင်းဝိပဿနာနည်းစနစ်အမှန်တွေကိုဟောကြားနေတယ်လူတွေပုဂ္ဂိုလ်တွေယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေကလည်းပဲတတိပဋ္ဌာန်နည်းစနစ်အမှန်တွေကိုကျင့်သုံးနေကြတဲ့အချိန်မှာတဲ့အယင်စပုဂ္ဂလောအဲ့ဒီပုဂ္ဂိုလ်ကတော့တရိသနာယောနေတလိษံဘုံတို့ဥပပန္နောကရောက်နေသည်ဟောတိဖြစ်၏တဲ့ဒါကြောင့်မို့တလိษံဘုံကိုရောက်သွားရင်လည်းပဲမြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေကိုမနာနိုင်တော့ဘူးတဲ့မြတ်စွာဘုရားကဘဝဤလွတ်မြောက်ရာဖြစ်တဲ့ဝိပဿနာအလုပ်ဒီဝိပဿနာအလုပ်တွေကလည်းပဲဒီတလိษံဘုံကိုရောက်သွားပြီဆိုလို့ရှိရင်ကျင့်ကြံပွားများအာမထုတ်နိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့တလိษံဘုံရောက်သွားရင်ဟာအဲ့ဒါဒုတိယမြောက်တော့ရပ်ပြည့်၈ပါးရဲ့ဒုတိယမြောက်တော့အယတ်ပဲတဲ့နောက်ထပ်တစ်ခုကဘာလဲဆိုတော့အယင်စပုဂ္ဂလောပိဋိဝိတယံဥပပန္နောဟောတိတဲ့လောကမှာမြတ်စွာဘုရားပွင့်တယ်မြတ်စွာဘုရားတန်ဃာတွေကလည်းပဲမြတ်စွာဘုရားရဲ့တပိဋကတန်ဃာတွေကလည်းပဲတရားတော်တွေကိုဟောကြားနေတယ်အယင်စပုဂ္ဂလောဒါပေမဲ့လို့အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့ပိဋိဝိတယံပိဋ္ဌာဘုံတို့ဥပပန္နောကရောက်နေသည်ဟောတိဖြစ်၏အဲ့ဒီလိုပိဋ္ဌာဘုံတို့ရောက်သွားမယ်ဆိုလို့ရှိရင်လည်းပဲဒါနကောင်းမှုသီလကောင်းမှုတမာတိကောင်းမှုတွေ
ဘလို့မှကြင့်ကြံပွားများအားထုတ်လို့မရတော့ဘူးတဲ့ပိတ္တာပုံတို့ရောက်သွားပြီဆိုလို့ရှိရင်ဘဝဤထွတ်မြောက်ရာဖြစ်တော့ဝိပဿနာအလုပ်တွေကိုလည်းမလုပ်နိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်ဟာရပ်ပြည့်၈ပါးတည်းက၃ခုမြောက်တော့တပါးကိုရောက်နေတာပဲတဲ့နောက်ထပ်တစ်ခုကဘာလဲဆိုတော့ပုဏ္ဏစပရံဘိက္ခဝေအယင်စပုဂ္ဂလောအညတရံဒေဂာယုကံဒေဝနိကာယံဥပပန္နောဟောတိတဲ့ပုဏ္ဏစတဖန်လိအယင်စပုဂ္ဂလောထိုပုဂ္ဂိုလ်ဟာဤပုဂ္ဂိုလ်ဟာအညတရံဒေဂာယုကံဒေဝနိကာယံဥပပန္နောဟောတိတဲ့အသက်ရှည်တဲ့ဒေဝနိကာယံဗြဟ္မာကြီးဖြစ်တယ်တဲ့အသက်ရှည်တဲ့ဗြဟ္မာကြီးဆိုတာကတော့ဒီနေရာမှာအရူပဗြဟ္မာနဲ့အတေညတ္တဗြဟ္မာဆိုပြီးမှနှစ်ခုယူထားတယ်တချို့နေရာမှာချက်ပြန်တော့လည်းပဲအရူပဗြဟ္မာကိုမယူထားဘူးဒါပေမဲ့တချို့နေရာမှာချက်ပြန်တော့လည်းအရူပဗြဟ္မာကိုယူထားတယ်ဒါကြောင့်မို့ဒီအရူပဗြဟ္မာတို့အတေညတ္တဗြဟ္မာတို့ဆိုတာဘာကြောင့်မို့ရပ်ပြစ်၈ပါးကိုထည့်ရတာတော့သူတို့လည်းတရားတွေကြင်ကြံအားထုတ်ပြီးတော့ဇန်တရားတွေအားထုတ်ပြီးတော့သူတို့လည်းကောင်းရာဘုံရာရောက်တာပဲမဟုတ်ဘူးလားလို့ပြောကြရတော့ရှိတယ်အဲ့ဒီလိုပြောလို့တော့မရဘူးဘာကြောင့်လဲဆိုတော့ဒီအရူပဗြဟ္မာတို့အတေညတ္တဗြဟ္မာတို့ဆိုတာတက်တန်းကလည်းအရှိကြီးပဲအရူပဗြဟ္မာဆိုရင်ရုပ်မရှိဘူးနာမ်တောင်မှအပြည့်မရှိတော့ဘူးစက္ခုတောတာဒီနှစ်ခုပဲရှိတယ်အဲ့ဒီလိုရှိတဲ့ဗြဟ္မာတစ်ပါးဟာဗြဟ္မာတူပုဂ္ဂိုလ်တစ်ယောက်ဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုလာပြီးတော့အလွယ်တကူနာကြားနိုင်ဖို့မြတ်စွာဘုရားဟောကြားထားတဲ့ဝိပဿနာနိစ္စနစ်အမှန်တွေကိုကြင့်ကြံပွားများအားထုတ်နိုင်ဖို့မလွယ်တော့ဘူးတဲ့သူတို့ကကဘာနဲ့ခြီးပြီးတော့မှသူတို့ဒီဘဝတစ်ခုမှာရနေကြတာအတေညတ္တဗြဟ္မာကြီးဆိုရင်လည်းပဲရုပ်ရှိတယ်နာမ်မရှိဘူးရုပ်ရှိတယ်နာမ်မရှိတာဖြစ်တဲ့အတွက်ကြောင့်မို့မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကိုမနာကြားနိုင်တော့ဘူးမြတ်စွာဘုရားဟောကြားထားတဲ့ဒီဝိပဿနာအလုပ်တွေကိုလည်းမလုပ်နိုင်တော့ဘူးတဲ့အဲ့လိုမျိုးဖြစ်သွားမယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဟာရပ်ပြစ်၈ပါးတည်းကနေပြီးတော့မှ၄ခုမြောက်သောအရက်ကိုရောက်နေခြင်းပဲတဲ့နောက်ထပ်တစ်ခုကပုဏ္ဏစပရံဘိက္ခဝေအယင်စပုဂ္ဂလောပစ္စံတိမေတုစနာပရေတုပစ္စာဇာတောဟောတိပုဏ္ဏစတဖန်လီအယင်စပုဂ္ဂလောဤပုဂ္ဂိုလ်ဟာပစ္စံတိမေတုစနာပရေတုပစ္စံတရေအယမှာတဲ့ပစ္စာဇာတော့ဖြစ်မယ်ဆိုလို့ရှိရင်တဲ့ပစ္စံတရေအယဆိုတာဘာလဲလို့ဒီနေရာမှာပြောမယ်ပစ္စံတရေအယဆိုတာမြတ်စွာဘုရားကဖျားမရောက်တဲ့အယတရားမရောက်တဲ့အယအဲ့ဒါကိုအဝိညတာရေတုအဝိညတာရေတုမတိတတ်တော့တဲ့တစ္ဆာ၄ပါးကိုမတိနိုင်တဲ့အယတစ္ဆာ၄ပါးကိုမနာကြားနိုင်တဲ့အယမိလက်ခေတုတဲ့မိလက်ခေတုဆိုတာရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်ဒီဦးဇင်းတို့ပစ္စံတရေအယဆိုတာလူရိုင်းနေနေတဲ့အယလူရိုင်းနေဆိုတာအမှန်အမှန်ဒီမခွဲခြားနိုင်တဲ့ဘူးဒီဟာမြတ်စွာဘုရားတရားတော်ဒီဘလောက်ပဲလောကမှာပွင့်ထွန်းနေပါစေမြတ်စွာဘုရားရဲ့တန်ဃာတွေကလည်းပဲဘလောက်ပဲတရားတွေဟောနေပါစေတဲ့ဒီလိုပစ္စံတရေအယမှာဖျားမြောက်တဲ့အယလူရိုင်းအယဆိုရင်လည်းပဲဒီတရားတော်တွေကိုမနာကြားနိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီပုဂ္ဂိုလ်တွေဟာလည်းပဲရပ်ပြစ်၈ပါးတွေကနေပြီးတော့၅ပါးမြောက်ကိုရောက်နေခြင်းပဲတဲ့နောက်ထပ်တစ်ခုကဘာလဲဆိုရင်အယင်စပုဏ္ဏစပရံဘိက္ခဝေအယင်စပုဂ္ဂလောပစ္စည်းမေတုဇနပရေတုပစ္စာဇာတောဟောတိတောစဟောတိမိစ္ဆာဒိဋ္ဌိကောဝိပတိတာရိတဓတ္တိနောဝိပရိတဓတ္တိနောပုဏ္ဏစတဖန်လီအယင်စပုဂ္ဂလောထိုပုဂ္ဂိုလ်ဟာပစ္စံတိမေတုဇနာပရေတုပစ္စံတရေအယမှာပစ္စာဇာတောဖြစ်တော်ညာလေပစ္စံတရေအယမှာတော့ဖြစ်တယ်တဲ့မစ္စည်းမအယမှာတော့နော်မစ္စည်းမေတုမစ္စည်းမအယမှာလည်းဖြစ်တယ်မစ္စည်းမအယဆိုတာဖျားပွင့်တဲ့အယဖျားရဲ့တရားတော်တွေရှိတဲ့အယဖျားတာရဏထွန်းကားနေတဲ့အယကိုဒါမစ္စည်းမဒေတာလို့ခေါ်တယ်ဦးဇင်းတို့မန္တလေးမှာရန်ကုန်မှာစကိုင်းမှာဘလို့ပင်ဖျားတာရဏတွေထွန်းကားနေပါစေတရားဓာန်တွေဘလို့ဟောဘလို့ပင်ဟောကြားနေပါစေဝိပဿနာတွေဘလို့ပင်จิตတာကြီးတွေပြနေကြပါစေဒါပြီးမဲ့တဲ့တောစဟောတိမိစ္ဆာဒိဋ္ဌိကောအဲ့ဒီပုဂ္ဂိုလ်ဟာမိစ္ဆာဒိဋ္ဌိအယူရှိနေမယ်ဆိုလို့ရှိရင်
ဝိပတိတာရိတဓာတိနောဖောက်ပြန်သောအယူရှိနေမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲပစ္စံတရေအယတစ်ခုကိုရောက်သွားခြင်းပဲတဲ့6ခုမြောက်တော့ပစ္စံတရေအယကိုရောက်သွားတယ်တဲ့ဘလောက်ပဲတရားတွေဟောကြားနေပါစေဒီမိစ္ဆာဒိဋ္ဌိတွေရဲ့အယူမိစ္ဆာဒိဋ္ဌိဖောက်ပြန်တဲ့အယူရှိနေမယ်ဆိုလို့ရှိရင်ဒါဟာဖျားပဲဒါဟာတရားပဲဒါဟာတရားရဲ့အတန်ပဲဒါဟာလောကမှာလွတ်မြောက်ကြောင်းတရားတန်ပဲဆိုတာမသိနိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲ6ခုမြောက်သောအယတ်ကိုရပ်ပြစ်8ပါးတွေက6ခုမြောက်သောအယတ်ကိုရောက်သွားခြင်းပဲတဲ့နောက်ထပ်တစ်ခုကပုဏ္ဏစပဒံဘိက္ခဝေအယင်းစပုဂ္ဂလောမစ္စည်းမေတုသနပရိတုပစ္ဆာဇာတောဟောတိတဲ့နောက်ထပ်တစ်ခုကလောကမှာတဲ့မြတ်စွာဘုရားပွင့်နေတဲ့အချိန်မြတ်စွာဘုရားတရားတွေဟောနေတဲ့အချိန်မြတ်စွာဘုရားရဲ့တပည့်တန်ဃာတွေကလည်းပဲတရားတွေဟောနေတဲ့အချိန်မှာအယင်းစပုဂ္ဂလောဤပုဂ္ဂိုလ်ဒီမစ္စည်းမေတုသနပရိတုမစ္စည်းမဒေတာမှာဖြစ်တယ်တဲ့ဘုရားပွင့်တဲ့အရာဘုရားတွေတရားတွေရှိတဲ့အရာမှာဖြစ်နေတယ်တဲ့ဒါပေမဲ့လို့တဲ့သောစဟောတိဒုတ်ပညောဉာဏ်မရှိဘူးတဲ့ဉာဏ်မရှိဘူးတဲ့ဉာဏ်မရှိဘူးဆိုတာတုကတိအဟိတ်လို့ခေါ်တယ်တုကတိအဟိတ်ဆိုတာမွေးကလေးကဉာဏ်ကန်းလာသူမျက်စိကန်းလာသူနားထိုင်းလာသူတွေဟာဒါဒုတ်ပညောဉာဏ်မရှိတဲ့အရာအဲ့ဒါတုကတိအဟိတ်လို့ခေါ်တယ်နောက်ထပ်တစ်ခုကဇတာတဲ့ထိုင်းမိုင်းနေတဲ့လူထိုင်းလူအဖြစ်တဲ့ဉာဏ်မရှိဘူးတူလေဧကမူလောတဲ့ယူသွနေတဲ့ပုဂ္ဂိုလ်တဲ့ယူသွနေတဲ့ပုဂ္ဂိုလ်အဲ့လိုယူသွနေတဲ့ပုဂ္ဂိုလ်ထိုင်းမိုင်းနေတဲ့ပုဂ္ဂိုလ်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒါဟာကုသိုလ်ပဲဒါဟာအကုသိုလ်ပဲဒါဟာကုသိုလ်ရဲ့အကျိုးပဲဒီဟာအကုသိုလ်ရဲ့အကျိုးပဲဆိုတဲ့ဟာကိုသူတို့မသိနိုင်တော့ဘူးတဲ့အဲ့ဒီလိုမျိုးမသိနိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့ဖယားမှလည်းမသိနိုင်ဘူးတရားမှလည်းမသိနိုင်ဘူးအဲ့လိုမသိနိုင်ဘူးဆိုလို့ရှိရင်လည်းပဲဒီပုဂ္ဂိုလ်ဟာရပ်ပြစ်8ပါးတဲ့က9ခုမြောက်သောအယတ်ကိုရောက်နေခြင်းပဲတဲ့နောက်ထပ်10ခုမြောက်ကဘာလဲဆိုလို့ရှိရင်ပုဏ္ဏစပရံဘိက္ခဝေတထာဂတောစလောကေဥပပန္နောဟောတိလောကမှာမြတ်စွာဘုရားလည်းပွင့်တယ်မြတ်စွာဘုရားရဲ့တပည့်တန်ဃာတွေကလည်းပဲတရားတော်တွေကိုဟောနေကြတယ်ဒီနေရာမှာကပုဏ္ဏစပရံဘိက္ခဝေလောကေအနုပ္ပန္နောလို့ဟောတယ်အနုပ္ပန္နောတဲ့လောကမှာတဲ့ပုဂ္ဂိုလ်တဦးတယောက်ဟာလူဖြစ်တဲ့အချိန်ပိုင်းမှာဉာဏ်တွေလည်းကောင်းတယ်လူကောင်းလည်းဖြစ်တယ်ဉာဏ်တွေလည်းကောင်းတယ်မိကောင်းဖခင်တတ္တမိရှိမှမိကောင်းဖခင်မှလည်းတတ္တမိတွားဖြစ်တယ်ဒါပေမဲ့အယံဘိက္ခဝေအထမောအခနောအတမယောပြမစရိယဝါဒယလောကမှာမြတ်စွာဘုရားမပွင့်ဘူးတဲ့ဘုရားမပွင့်တဲ့အချိန်မှာတွားပြီးတော့လူဖြစ်တာငါတို့မြတ်စွာဘုရားရှင်ပါရမီဖြည့်နေတဲ့အချိန်မှာလည်းပဲမြတ်စွာဘုရားရှင်ဟာဖြစ်ခဲ့တာပဲဘဝတိုင်းမြောက်များစွာမှာပညာရှင်တွေပညာရှိကြီးတွေဖြစ်ခဲ့တယ်ဒါပေမဲ့မြတ်စွာဘုရားဖြစ်တဲ့အချိန်မှာဟာဦးဇင်းတို့လည်းကြုံခဲ့ဘူးတယ်ဘုရားရှင်မပွင့်တဲ့အချိန်ပိုင်းမှာဦးဇင်းတို့လည်းပဲဒါနသီလသမာဓိတွေကိုဦးဇင်းတို့စောင့်တည်ခဲ့တယ်ဒါပေမဲ့မြတ်စွာဘုရားမပွင့်တဲ့အခါကျတော့တကယ်ဝိပဿနာနိစ္စနစ်အမှန်လောကကတကယ်ထွက်မြောက်ရာဖြစ်တဲ့ဝိပဿနာနိစ္စနစ်အမှန်นี่မရှိတဲ့အတွက်ကြောင့်မို့တဲ့ဘုရားမပွင့်တဲ့အရာမှာဘုရားမပွင့်တဲ့ကဘာမှာသွားပြီးတော့မှလူဖြစ်ရမယ်ဆိုလို့ရှိရင်လည်းပဲဒါဟာ10ခုမြောက်တော့အရာမှာရပ်ပြစ်8ပါးတဲ့က10ခုမြောက်တော့အရာမှာလူဖြစ်ရခြင်းပဲတဲ့ဒါကြောင့်မို့လောကမှာရပ်ပြစ်8ပါးအဲ့ဒီရပ်ပြစ်8ပါးကလွတ်ဖို့လဲလိုတယ်ဒါကြောင့်မို့အခုတရားနာနေကြတဲ့ဒီတရားတော်တွေကိုနာနေကြတဲ့ပုဂ္ဂိုလ်တွေမှာအဲ့ဒီရပ်ပြစ်8ပါးကလည်းလွတ်နေကြတယ်ဉာဏ်တွေလည်းကောင်းကြတယ်မိကောင်းဖခင်တသမီမှလည်းဖြစ်ကြတယ်ဒါဖျားပဲဒါတရားပဲဒီကုသိုလ်ကံလုပ်ရင်ဒီလိုအကျိုးရမယ်ဒီအကုသိုလ်ကံလုပ်ရင်ဒီအကုသိုလ်အကျိုးရမယ်လို့ဦးဇင်းတို့သိနိုင်တဲ့ဘဝတွေဖြစ်တဲ့အတွက်ကြောင့်မို့ရပ်ပြစ်8ပါးကလွတ်နေကြပါတယ်လို့ဦးဇင်းကဓမ္မစကားလေးပြောကြားရင်းနဲ့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ကိုဒီမှာတဲ့ကျမ်းမာကြပါသည်ချမ်းသာကြပါသည်လို့မေတ္တာပို့ရင်းနဲ့ဦးဇင်းရပ်နာပါတယ်